မဖြိုးတီရီလွင်မေမင်္ဂလာပါရှင်အခုစကားဝိုင်းကငိမ့်ချမ်းရေးကိုဦးတည်ရဲ့စကားဝိုင်းဖြစ်တဲ့အတွက်ငိမ့်ချမ်းရေးအထိပ္ပယ်ကိုအမေပြောပြခဲ့တယ်လို့ပေါ့နော်အရှင်းလင်းဆုံးနဲ့ဗတ်ပေါင်းဆောင်ကနေခြုံငုံမှုရှိအောင်ပြန်ပြီးတော့ပြောပြချင်ပါတယ်ငိမ့်ချမ်းရေးကိုအယိုးရှင်းဆုံးစဉ်းစားကြည့်မယ်ဆိုရင်ငိမ့်ချမ်းရေးဆိုတာအိမ်နိုးချမ်းသာခြင်းဖြစ်ပါတယ်အိမ်နေတဲ့ချိန်မှာလည်းစိတ်ချမ်းချမ်းသာသာနဲ့အိမ်နိုင်တယ်နိုးနေတဲ့ချိန်မှာလည်းကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုစိတ်ချမ်းချမ်းသာသာနဲ့လုပ်နိုင်အောင်ငိမ့်ချမ်းရေးလို့ဆိုရမှာဖြစ်ပါတယ်အခုလက်ရှိကာလမှာပေါ့နော်လူတိုင်းရဲ့နှုတ်ဖျားမှာငိမ့်ချမ်းရေးလို့ပြောနေကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာကြားလို့ရှိရင်ငိမ့်ချမ်းရေးအကြောင်းမသိရတဲ့သူတွေအများကြီးရှိပါတယ်မေအခုတမတို့မကွေးတိုင်းဒေသကြီးပေါ့နော်မြန်မာနိုင်ငံအလဲပိုင်းဟာဆိုလို့ရှိရင်နှစ်ပေါင်းများစွာငိမ့်ချမ်းနေကြတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာနေထိုင်တဲ့ចောင်းသားလူငယ်တွေဟာများသောအားဖြင့်ငိမ့်ချမ်းရေးကိုခံစားရတယ်ငိမ့်ချမ်းရေးကိုခံစားနေရတာဖြစ်တဲ့အတွက်သူတို့ကမငင်းချမ်းခြင်းကိုနားမလည်ကြပါဘူးအဲ့တော့သူတို့ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်စေဒီသတင်းမီဒီယာတွေကနေတဆင့်ဖြစ်စေမြန်မာနိုင်ငံရဲ့ဘယ်နေရာတွေမှာတော့ဘလို့တိုက်ပွဲတွေကြုံတွေ့နေရတယ်ဘလို့ရင်ဆိုင်နေရတယ်ဆိုတာကိုသူတို့သိပါတယ်ဒါပေမဲ့သိတာသိတယ်ဘာမှမတက်နိုင်ဘူးဆိုတဲ့စိတ်ဝင်နေတဲ့လူငယ်တွေအများကြီးရှိပါတယ်မေဒါသမီးပထမတစ်ချက်ပြောချင်တာပါဒုတိယတစ်ခုပြောပြချင်တာကမြန်မာနိုင်ငံကြီးကလူတယောက်ရဲ့ခန္ဓာကိုယ်လိုပါပဲခန္ဓာကိုယ်မှာကြိုက်ခဲနာခြင်းမှုနေရာတစ်ခုရှိနေတယ်ဆိုရင်ဒီခန္ဓာကိုယ်တစ်ခုလုံးအပါဝင်စိတ်ကောအေးချမ်းချမ်းမနေရပါဘူးအဲ့တော့မြန်မာနိုင်ငံမှာလည်းငြိမ်းချမ်းတဲ့ဒေသတွေရှိလို့မငြိမ်းချမ်းတဲ့အစိတ်အပိုင်းတွေရှိတယ်အဲ့တော့မငြိမ်းချမ်းတဲ့အစိတ်အပိုင်းတွေရှိနေတဲ့အတွက်မငြိမ်းချမ်းခြင်းကြောင့်တက်ရောက်လာတဲ့အကျိုးသက်ရောက်မှုတွေကိုတနိုင်ငံလုံးကခံစားရတာဖြစ်ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်မှာတခြားနေရာထက်ဆလို့ရှိရင်ဒီနာကျင်တဲ့နေရာကိုထိရင်ပို့ပြီးတော့နာရတယ်လို့ပါပဲမငြိမ်းချမ်းတဲ့ဒေသတွေကចောင်းသားလူငယ်တွေနဲ့ပြည်သူလူထုတွေကတက်ရောက်လာတဲ့အကျိုးတွေကိုအခန်းစားရဆုံးဖြစ်ပါတယ်။ဒါကြောင့်သူတို့ကငြိမ်းချမ်းရေးကိုလိုလားတယ်။တောင်းလဲတောင်းတာတယ်။တောင်းလဲတောင်းနေကြတယ်။အဲ့တော့ဒီအချက်နဲ့ဆက်နွယ်ပြီးသမီးပြောပြချင်တာကငြိမ်းချမ်းတဲ့ဒေသတွေမှာဆိုလို့ရှိရင်ចောင်းသားလူငယ်တွေကသူတို့အချင်းချင်းစုစည်းပြီးတော့သူတို့လက်လန်းမိသလားပေါ့နော်။သူတို့နီးသူတို့ဟန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်။ပြည်သူတွေရဲ့အတန်ကိုနားထောင်တယ်။ပြီးတော့ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်ဆိုတဲ့ပြည်သူတွေရဲ့လက်မှတ်တွေကိုကောက်ခံထားတာမျိုးတွေရှိတယ်ဆိုတာကိုသမီးတို့ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာတွေ့ရပါတယ်။ဒါဆိုရင်ငင်းချမ်းတဲ့ဒေတာတွေကလူចောင်းသားလူငယ်တွေရောဘယ်လိုပါဝင်ကြမလဲចောင်းသားလူငယ်တွေကပေါ့နော်ចောင်းသားလူငယ်တွေဖြစ်တဲ့သူတို့ကအများကြီးရှင်သန်နေထိုင်ရအောင်မှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာနိုင်ငံတော်ကငင်းချမ်းရေးအတွက်ဘယ်လိုတွေဆောင်ရွက်ပေးနေသလဲနိုင်ငံတော်ကြီးဘာတွေလိုအပ်နေသလဲနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ငါတို့ဘယ်နေရာကနေပါဝင်ကြမလဲဆိုတာကိုငင်းချမ်းတဲ့ဒေတာအကြောင်းသားလူငယ်တွေစဉ်းစားဖို့လိုပြီလို့သမီးကတော့မြင်ပါတယ်ဒါသမီးအခုတတိယတစ်ခုအနေနဲ့ပြောချင်တာပါသရုပ်ဓာတ်တစ်ခုအနေနဲ့သမီးပြောပြချင်တာကလူတိုင်းမှာလူအင်စန္ဒဆိုတာရှိပါတယ်ဒါပေမဲ့လူအင်စန္ဒကစိုးကျိုးတွေမပါဝင်တဲ့ကောင်းကျိုးဖြစ်မဲ့လူအင်စန္ဒလားဆိုတာကျောင်းသားလူငယ်တယောက်ချင်းစီတိုင်းနဲ့ပြည်သူလူထုတယောက်ချင်းစီတိုင်းဟာစမ်းစစ်ဖို့လိုတယ်လို့သမီးကတော့မြင်ပါတယ်ဒါပြီးတော့ငြိမ်းချမ်းရေးဆိုတာဟာကောင်းကျိုးတွေပဲဖြစ်မဲ့လူအင်စန္ဒတစ်ခုဆိုတာကိုသမီးတို့ယုံကြည်ဖို့လိုတယ်လို့မြင်ပါတယ်အခုငင်းချမ်းရေးပေါ့နော်ငင်းချမ်းရေးတော့ပြောတယ်ဒါပေမဲ့တေချာနားမလဲဘူးဒါပြီးတော့သူများငင်းချမ်းရေးလို့ရောရောင်ပြီးတော့ငင်းချမ်းရေးတာလားတကယ်ပဲငင်းချမ်းရေးကိုအလိုရှိတာလားဆိုတာကိုကျောင်းသားလူငယ်တွေတယောက်ချင်းစီတိုင်းနဲ့ပြည်သူလူထုတယောက်ချင်းစီကကိုစမ်းစစ်ဖို့လိုတယ်လို့သမီးကတော့မြင်ပါတယ်နောက်တစ်ခုသမီးပြောပြချင်တာကငင်းချမ်းရေးဆိုတာတုံးတဲ့တူအပြန်လန်နားလည်မှုအပြန်လန်လေးစားမှုယုံကြည်မှုတွေနဲ့တည်ဆောက်ယူရတဲ့အရာဖြစ်ပါတယ်အဲ့တော့နားလည်မှုဖြစ်ဖို့ပထမအဆုံးနားထောင်ဖို့လိုတယ်လို့သမီးကတော့မြင်ပါတယ်မြန်မာနိုင်ငံကြီးမှာဘာတွေဖြစ်နေသလဲဆိုတာကိုလူငယ်တွေနားထောင်ဖို့လိုတယ်လို့သမီးကတော့မြင်ပါတယ်ပြီးတော့ဘယ်လိုပြောမလဲငင်းချမ်းရေးဆိုတာကိုပေါ့နော်တကယ်တမ်းသိဖို့လည်းလိုတယ်ပြီးတော့ငါတို့သာငင်းချမ်းရေးရခဲ့ရင်အခုလက်ရှိအခြေအနေထက်ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုရလိမ့်မယ်ဆိုတာကိုယုံကြည်မှုအားကောင်းဖို့လိုတယ်လို့သမီးပြောပြချင်တာပါဒီစတုဒ္ဒတစ်ခုကနောက်တစ်ခုပြောပြချင်တာကကျောင်းသားလူငယ်တွေမှာကိုရိုင်းကလမ်းပြောင်းနေတဲ့ကျောင်းသားလူငယ်တွေအများကြီးရှိပါတယ်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်တစ်ခုတည်းကြောင့်လို့ပြောလို့မရပါဘူး10တန်းအောင်လာတဲ့တက္ကသိုလ်အသီးသီးကိုသွားရတယ်ဆိုတော့ဘယ်တက္ကသိုလ်မှာအမက်ဘလောက်မှဆိုတဲ့သတ်မှတ်ချက်တွေကြောင့်လည်းပါတယ်ပြီးတော့မိဘတွေကိုယ်တိုင်ကဘယ်တက္ကသိုလ်တက်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကြောင့်လည်းပါတယ်ပြီးတော့သူတို့ရဲ့ပတ်ဝန်းကျင်မှာဆရာဝန်ကျောင်းသားမလို့ပဲအင်ဂျင်နီယာကျောင်းသားမလို့ပဲဝိဇ္ဇာသိပ္ပံကျောင်းသားမလို့ပဲဆိုတဲ့ပိုင်းခြားမှုတွေနဲ့လူငယ်တွေရဲ့စိတ်ကူးတွေသူတို့ရဲ့အတွေးတွေအရည်အချင်းတွေကိုပိုင်းခြားလိုက်တဲ့အခါမျိုးမှာလမ်းပြောက်သွားတဲ့လူငယ်တွေအများကြီးရှိပါတယ်အဲ့တော့ကိုရိုင်းကလမ်းပြောက်နေတယ်ကိုယ့်ရဲ့အနာဂတ်ကိုဝေဝါးနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကြီးမှာဘာတွေဖြစ်နေလဲဆိုတာကိုသူတို့စိတ်ဝင်စားလာမှုမရှိတာတွေကိုသူတို့အများကြီးတွေ့ရပါတယ်အဲ့တော့သူတို့ကဒီအရာတွေကိုတစ်ဖြည်းဖြည်းချင်းတော့ပြုပြင်ယူရမှာဖြစ်ပါတယ်ကျောင်းသားလူငယ်တွေသူတို့ကိုယ်တိုင်နှိုက်နေသူတို့ရဲ့ပတ်ဝန်းကျင်မှာလက်ခံမှုလိုတာက
ဘယ်ပညာရက်မဆိုပညာရက်တိုင်းဟာကိုယ့်ရဲ့ဘဝရက်တည်မှုအတွက်လို့သင်ယူတာပဲဖြစ်တယ်ဆိုတာနဲ့ဒီအရာတွေနဲ့လူငယ်တွေအကုန်လုံးရဲ့အရေးအချင်းကိုတိုင်းတာလို့မရဘူးဆိုတာကိုလက်ခံသင့်ပြီလို့သမီးကတော့မြင်ပါတယ်ဟုတ်သမီးအခုညီကုန်းချုပ်အနေနဲ့ပြောပြချင်တာပေါ့နော်ဒီမငြိမ်းချမ်းရခြင်းရဲ့အကြောင်းကိုအယိုးရှင်းဆုံးနဲ့ပြန်ပြီးတော့ဝေဖန်သုံးသပ်မယ်ဆိုလို့ရှိရင်ပထမတစ်ခုကတယောက်ပေါ်မှာတယောက်ထားတဲ့နားလည်နိုင်စွမ်းနေသူတို့ရဲ့မတူညီတဲ့အမြင်တွေသူတို့ရဲ့စိတ်သဘောထားတွေအကြောင်းဖြစ်ပါတယ်ပြီးတော့ဒုတိယတစ်ခုကဘယ်လူအဖွဲ့အစည်းမှာပဲဖြစ်ဖြစ်ရုံမိုင်းဆိုင်ရာမှာပဲဖြစ်စေကျောင်းမိုင်းဆိုင်ရာမှာပဲဖြစ်စေသမီးတို့တွေ့နေရတာကရှေ့ကဥဆောင်တဲ့သူကဥဆောင်ပြီးတော့နောက်ကလိုက်မလာတာမျိုးတွေပြီးတော့အထက်လူကြီးနဲ့နောက်ကလိုက်လုပ်တဲ့လူတွေရဲ့ဂျားထဲမှာအချိန်အဆက်မမိတာမျိုးတွေနားလည်မှုလွဲနေတာမျိုးတွေရှိပါတယ်နောက်တစ်ခုကကျောင်းသားလူငယ်တွေပါကျောင်းသားလူငယ်တွေဟာစဉ်းစားဆင်ခြင်ဉာဏ်ရှိနေပြီဖြစ်ပါတယ်ဆိုတော့စဉ်းစားဆင်ခြင်ဉာဏ်ရှိနေပြီဖြစ်တဲ့ကျောင်းသားလူငယ်တွေမှာတောင်ကိုယ့်အနာဂတ်ကိုဝေဝါးနေတဲ့လမ်းပြောင်းနေတာမျိုးတွေဖြစ်နေတဲ့အတွက်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာစူးစမ်းယူလို့ခက်ခဲနေတာဖြစ်တယ်လို့သမီးကတော့မြင်ပါတယ်အဲ့တော့အတက်နိုင်ဆုံးဒီဟာတွေကိုရှော့ချမယ်လို့စဉ်းစားလိုက်တဲ့အခါမှာသမီးစဉ်းစားမိတာပေါ့နော်အခြေခံကနေစပြီးတော့ကလေးငယ်လေးတွေရဲ့သူတို့ရဲ့နှုတ်နယ်တဲ့စိတ်သူတို့ရဲ့နှလုံးသားသူတို့ရဲ့နိုင်ငံတော်ပေါ်မှာထားတဲ့သူတို့ရဲ့စိတ်သဘောထားတွေကိုဘယ်လိုပြုပြင်ယူကြမလဲဆိုတာကိုအခုပြည်သူလူထုအားလုံးနဲ့ကျောင်းသားလူငယ်တွေပြီးတော့နိုင်ငံတော်ရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ကဏ္ဍအသီးသီးကနေပြီးတော့တက်ကြွပညာရှင်တွေအကုန်လုံးပူးပေါင်းပြီးတော့စဉ်းစားဖို့လိုနေပြီလို့သမီးကတော့မြင်ပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ရှင်